မင်္ဂလာပါရှင်ကျမတို့ရဲ့ All About Dictatorship ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုပါရရှင်ဒီကနေ့မှာတော့ကျမကဆရာလင်းယုံမောင်မောင်ဘာသာပြန်ရေးသားထားသောဟစ်တလာ၏ဒေသန်းစာဆိုသည့်စာအုပ်ထဲမှာပေါမခ HR Trevorrow ၏ညီတန်းကိုအပိုင်းလေးတွေခွဲပြီးတော့ဖတ်ပြပေးဖို့ရွေးချယ်ထားပါရရှင်ကျမနဲ့အတူတူလိုက်ပါနားဆင်ပေးကြပါအောင်ရှင်ပေါမခ HR Trevorrow ၏ညီတန်းAdolf Hitler နှင့်ပတ်သက်၍ခိုင်မာသောအထောက်အထားစာရွက်စာတမ်းများကိုမကြာမီကထပ်မံတွေ့ရှိရပြန်သည်ယင်းစာရွက်စာတမ်းများမှာသမိုင်းဖြစ်စဉ်တွင်အလွန်စိတ်ဝင်စားဖွယ်ကောင်းလာသည့်ဟစ်တလာ၏နိုင်ငံရေးဒေသန်းစာများပင်ဖြစ်၏ယင်းဒေသန်းစာသည်ထိုစဉ်ကသူ့အဖို့ရှုံးနိမ့်နေပြီဖြစ်သောစစ်ကြီးနှင့်ဆက်လင်း၍သူ့စိတ်ထဲတွင်ဖြစ်ပေါ်နေသည်အထွေထွေရောင်ပြန်ဟပ်မှုများကိုဖော်ပြထားခြင်းပင်ဖြစ်၏မှောင်မိုက်နေသည့်ခမ်းမကြီးအတွင်းသို့နောက်ဆုံးပြတင်းပေါက်တစ်ခုကိုဖွင့်လိုက်ခြင်းပင်ဖြစ်ပေသည်တနည်းဆိုရသောအလွန်အန္တရာယ်ကြီးမား၍တုန်လှုပ်ခြောက်ခြားဖွယ်ရာယွန်ရှာမုန်းတီးဖွယ်ရာကောင်းလာသည်နှင့်အမျှတကယ်အားဖြင့်ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာအင်အားကြီးမားလာသည့်ဟစ်တလာ၏စိတ်အစဉ်တွင်ပေါ်ပေါက်လာသောခံစားချက်များပင်ဖြစ်သည်ဟစ်တလာ၏စိတ်ဓာတ်အင်အားကပြင်းထန်ကြီးမားလှ၏ဤအချက်ကိုကျွန်ုပ်တို့ညီတို့မျှမငြင်းနိုင်ကြသည်မှာအသေးချပင်ဖြစ်၏သူစိတ်ဓာတ်သည်ကြမ်းကြုတ်လှ၏ရက်ဆက်လှ၏မဖွယ်မရာနိုင်လှ၏အကျဉ်းနာကင်းမဲ့သည်နှင့်အမျှကြောက်မဲ့ဆက်ဆုပ်ဖွယ်ကောင်းလှ၏အတိတ်ဤနာကြီးဖွယ်ကောင်းလာသည့်အစိတ်အညှောက်များမှပေါက်ဖွာလာသောအစိတ်အတောက်ပြင်းထန်လာသည့်စိတ်ရုပ်စိတ်ဆိုးတို့ဖြင့်လွှမ်းမိုးနေ၏တို့ပါတော်ညာလည်းထင်ရှားသိသာ၍ယွန်ရှာဆက်ဆုပ်ဖွယ်ကောင်းလာသည့်ယင်းအတိတ်မှဖြစ်စဉ်များကိုကျွန်ုပ်တို့ပြန်ပြောင်းကြည့်မည်ဆိုပါကဟစ်တလာ၏စိတ်ဓာတ်သည်သူမတူအောင်ပြင်းထန်ကြီးမားလာသည်ကိုလည်းတွေ့မြင်နိုင်ကြပေသည်ယင်းစိတ်ဓာတ်မှာကွက်ကွက်ကွင်းကွင်းရှင်းနေသည်နှင့်အမျှပုံပြက်ပန်းပြက်နိုင်လာ၏ယင်းစိတ်ဓာတ်ဖြင့်အနာဂတ်ကိုဖန်တီးခဲ့သည်နှင့်အမျှအတိတ်ကိုလည်းအကြီးတန်းစေခဲ့၏အချို့သောသူများပြောကြသလိုဟစ်တလာစိတ်ဓာတ်အင်အားကြီးမားလာသည်ဆိုသောအချက်ကိုလက်မခံဘဲငင်းဆို၍သူသည်လူမှုရေးပြောင်းလဲမှုလှိုင်းကြရက်ကြောင့်ဖြစ်ရိုးဖြစ်စဉ်အတိုင်းရေခွက်ပမာထွက်ပေါ်လာခြင်းများသာဖြစ်သည်ဟုသောပြောဆိုချက်မှာကျွန်ုပ်အဖို့ရမ်းမဲ့ပြောဆိုချက်ဟုယူဆရန်သာရှိနေပေသည်အကယ်၍ကျွန်ုပ်တို့သည်သမိုင်းဖြစ်စဉ်တွင်အတုလန်အတုမရှိသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတစ်ယောက်အဖြစ်ဟစ်တလာကသူ့ကိုယ်သူတတ်မှတ်ယူဆခဲ့ခြင်းကို၎င်းလူသမိုင်းတွင်ငါနှင့်ငါသာနှိုင်းเสียအဖြစ်သဘောထားခဲ့ခြင်းကို၎င်းသူ့တသက်တာအတွင်းသူ့တူရဲအနေဖြင့်ကမ္ဘာသမိုင်းစဉ်ကိုပြောင်းလဲပြည့်ရန်ဖွားမြင်လာခဲ့သည်ဟု၍သူ့ကိုယ်သူယုံကြည်ဆွဲမြဲခဲ့ခြင်းကို၎င်းစသည်များကိုကျွန်ုပ်တို့လက်မခံနိုင်သည့်တိုင်အောင်သူသည်ကမ္ဘာသမိုင်းတွင်ညီသူတူတယောက်မျှမလုပ်ခဲ့ဘူးသောအလုပ်များကိုပြုလုပ်ခဲ့ကြောင်းကျွန်ုပ်တို့ဝန်ခံကြရပေမည်သူသည်ကြီးမားလာသည့်တော်လှန်ရေးကြီးကိုအစမှအဆုံးတိုင်စီမံကြံစားခဲ့၏လုပ်ကင်ခဲ့၏တည်ဆောင်ခဲ့၏ဘာမှမရှိသောအခြေအနေမှာကမ္ဘာအင်ပါယာကြီးကိုတည်ဆောက်ခဲ့၏အခြားကြီးမားသောတော်လှန်ရေးများသည်တော်လှန်ရေးမှပေါက်ဖွာလာကြသောပုဂ္ဂိုလ်များကိုတဖြည်းဖြည်းဝါမျိုးဖြစ်ခဲ့ကြ၏ဟစ်တလာတူရဲသာလျင်ဘယ်တော့မှဝါမျိုးခြင်းမခံရပဲသူကသာပြန်၍ဝါမျိုးဖြစ်ခဲ့၏သူသည်သူ၏တော်လှန်ရေးအတွက်ရူဆိုလည်းဖြစ်၏မီယာဘောလည်းမှန်၏ရူဘီစပိုင်ယာဟူ၍လည်းခေါ်နိုင်၏နပိုလီယန်ဟုဆိုလျင်လည်းမမှားပေသူသည်သူ၏တော်လှန်ရေးအတွက်မတ်စ်လည်းဟုတ်၏လီနင်လည်းဟုတ်၏
Trotsky လည်းဖြစ်၏ Stalin လည်းဖြစ်၏အကျင့်စာရိတ္တအားဖြင့်ဖြစ်စေစိတ်နေသဘောထားအားဖြင့်ဖြစ်စေသူသည်အထက်ဖော်ပြပါပုဂ္ဂိုလ်များထက်အလွန်နှိမ့်ကျကောင်းနှိမ့်ကျမည်မှန်တော်လေယင်းပုဂ္ဂိုလ်များမလုပ်ခဲ့သောအလုပ်များကိုသူလုပ်ကင်ခဲ့၏သူသည်သူ၏တော်လှန်ရေးကိုအစစ်စစ်အားဖြင့်တလျှောက်လုံးထိမ့်သိမ်းကြိုးကင်ခဲ့၏ဤအချက်တစ်ခုတည်းကိုကြည်ချင်းအားဖြင့်အစမ်းတကျဲကျင့်သုံးခဲ့သည်သူ၏အင်အားကြီးမားလာသည့်စိတ်ဓာတ်ကိုအမှတ်တင်တင်သိမြင်နားလည်နိုင်ကြမည်ဖြစ်၏သူသည်သမိုင်း၏ဖြစ်စဉ်တွင်သူမတူအောင်ယွန်ရှာမုန်းတီးပွေရာပုဂ္ဂိုလ်တဦးဖြစ်ကြောင်းဖြစ်မည်မှန်တော်လေရုပ်စွအစုံသူမတူအောင်အရေးပါသောပုဂ္ဂိုလ်တဦးပင်ဖြစ်၏သူကိုကျွန်ုပ်တို့ဂရုမမူ၍မဖြစ်လိလျူရှု၍မရနာစီတော်လှန်ရေးသမိုင်းတွင်ဟစ်တလာ၏စပွဲဝိုင်းမိန့်ခွန်းများကိုအကြောင်းပြု၍သူ၏အတွင်းအစ္စဒသဘောထားကိုသုံးချိန်တိုင်တိုင်သိရှိခွင့်ရရှိခဲ့ကြရာယခုဤခိုင်လုံသောစာရွက်စာတမ်းများသည်တတိယမြောက်အထောက်အထားများပင်ဖြစ်၏သမိုင်း၏အရေးကြီးဆုံးအချိန်အခါများတွင်အကြောင်းအားလျော်စွာတစ်ကြိမ်ပြီးတစ်ကြိမ်သိရှိခွင့်ရခဲ့ကြ၏ပထမအကြိမ်မှာ1932-33ခုနှစ်များကဖြစ်၍ဂျာမနီတွင်နာဇီတို့ချိတ်တဲအာနာသိမ်းပွဲကျင်းပစဉ်ကဖြစ်၏ထိုရက်များအတွင်းကဟစ်တလာသည်အာနာသိမ်းပိုက်ရေးနှင့်အာနာကျင့်သုံးရေးအလားအလာများကြောင့်စိတ်ဓာတ်တက်ကြွလျက်ရှိ၏ယင်းအာနာမှာလည်းသူ့အဖို့တစ်ကြိမ်သိမ်းပိုက်ပြီးပါကဘယ်တော့မှလက်မလွတ်ရန်တန်ဒိဋ္ဌံချထားသည့်အာနာဖြစ်၏ထိုချိန်ထိုအခါကသူသည်သူ၏အုပ်စိုးမှုနှင့်ပတ်သက်သောရည်မှန်းချက်များလုံနည်းလုံဟန်များအကြောင်းကိုသူ၏နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သည့်အတွင်းလူများအားအတိအလင်းပြောပြခဲ့၏ထိုစဉ်ကဂျာမနီနှင့်တကွအခြားနိုင်ငံများမှာတမန်ရိုးကျရှေးဆန်လာသောကွန်ဆာဗေးတစ်များကဟစ်တလာအားသူတို့လူအဖြစ်လိုလားသဘောထားခဲ့ကြ၏သမိုင်းကြောင်းအရပေါ်ပေါက်လာသောအာဏာရှင်တယောက်သို့သောဤအာဏာရှင်သည်လေဟာသမားများ၏အာဏာရှင်ဖြစ်သည်ဟု၍ယူဆခဲ့ကြ၏ဟစ်တလာကသူနှင့်ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်များကိုသာပြောပြခဲ့ခြင်းဖြစ်တော်လေသူ၏ပွင့်လင်းလင်းပြောကြားချက်များအရာအထက်ပါကွန်ဆာဗေးတစ်များ၏ယူဆချက်မှားယွင်းကြောင်းယခုအခါထင်ရှားခဲ့ပြီဖြစ်၏ယင်းပြောကြားချက်များတွင်သူ၏အာဏာစက်ပြန့်နှံ့ရေးအတွက်ကြမ်းကြုတ်ရက်ဆက်လာသောအဖြတ်လုပ်ငန်းများကဘာအနှံ့အပြားကျိုးဖြေ၍လွှတ်လိုက်သလိုပြန့်နှံ့သွားစေရန်ကြံရွယ်ထားသည့်ကြီးမားကျယ်ပြန့်လာသောတော်လှန်ရေးကြီးအကြောင်းကိုထိတ်လန့်တုန်လှုပ်ဖွယ်ရာအသေးစိတ်ထည့်သွင်းပြောကြားခဲ့၏ကျွန်ုပ်တို့သိရသလောက်ဆိုလျှင်ဤပြောကြားချက်များသည်တရားဝင်မှတ်တမ်းများအဖြစ်သိမ်းဆည်းထားခဲ့ခြင်းမရှိဘဲတရားမဝင်သောမှတ်တမ်းများအဖြစ်ကြံရစ်ခဲ့ခြင်းဖြစ်ပေသည်ဟစ်တလာ၏ရင်းနှီးသောအတွင်းလူများအနက်မှာကွန်ဆာဗေးတစ်ရှေးရိုးသမားတဦးဖြစ်သောဟာမန်ရော့ချ်လင်းဆိုသူသည်ယုံကြည်ချက်ပြေဝ၍ပြင်းထန်ထက်မြက်လာသောဟစ်တလာ၏အဆိုပါအောက်ခြေသိမ်းအစီအစဉ်များကိုကြားရသောအခါအထိတ်တလန့်ဖြစ်ခဲ့ရ၏သို့နှင့်ပင်သူသည်ပစ္စည်းမဲ့တော်လှန်ရေးကြီးမှခွဲထွက်လာခဲ့ပြီးနောက်သူ၏မှတ်စုမှတ်တမ်းများကိုဟစ်တလာ၏စပွဲဝိုင်းမိန့်ခွန်းများဟူသောအမည်ဖြင့်1939ခုနှစ်တွင်စာအုပ်တအုပ်ရေးသားထုတ်ဝေခဲ့သည်ယခုအခါရင်းစာအုပ်ပါအချက်လက်များ၏မှန်ကန်မှုကိုမြည်သူတဦးတယောက်ကမှတန်တရားမရှိကြပြီဖြစ်တော်လေထိုအချိန်ထိုအခါကမူကံမကောင်းအကြောင်းမလားသဖြင့်မြည်သူမျှမယုံကြည်ခဲ့ကြပြီရင်းတို့သောစီမံကိန်းမှာယုတ်တိယုတ်တာမရှိဟူ၍ပင်လူအများကပြောဆိုခဲ့ကြ၏စာရေးသူရော့ချ်လင်း၏လှုပ်ကြံပြောဆိုချက်များဟုယူဆခဲ့ကြ၏ကျွန်ုပ်ကြားသိရသလောက်ဆိုလျင်ဟစ်တလာအကြောင်းကောင်းကောင်းကြီးသိသူဟူ၍တတ်မှတ်ယူဆခြင်းခံခဲ့ရသောနယ်ဗယ်ချိန်ဘာလင်ကပင်ရော့ချ်လင်း၏မှတ်တမ်းများကို
လုံးတပါရမှမယုံကြည်ကြောင်းအတိတ်အလင်းပြောကြားခဲ့သည်ဟုဆို၏တနည်းဆိုရလျင်ဟစ်တလာကိုယ်တိုင်ဝင်းမွေးနှင့်ရှင်းရှင်းကြီးကြေညာခဲ့သည်ကျွန်ုပ်၏ကြိုးပမ်းမှုစာအုပ်ကြီးမှစီမံကိန်းများကိုလူအများကလက်မခံမယုံကြည်ခဲ့ကြသည့်နည်းတူဖြစ်၏အာဏာသိမ်းပွဲကြီးဖြစ်ပွားပြီးနောက်ရှစ်နှစ်မြကြာသောအခါဟစ်တလာ၏အတွင်အစ္စဒတန်တန်သည်ဒုတိယအကြိမ်ထင်းကနေပေါ်လာခဲ့ပြန်၏1942ခုနှစ်သို့ရောက်သောအခါဟစ်တလာသည်ရော့ချ်နီအားပြောပြခဲ့သည့်စီမံကိန်းပါအချက်လက်များအားလုံးလောက်နီးနီးကိုလောက်ကင်ခဲ့ပြီးဖြစ်၏ကိုစဉ်ကရော့ချ်နီအားပြောပြခဲ့စဉ်ကသူသည်ဂျာမနီတွင်အာဏာသိမ်းပွဲအောင်မြင်လူဆဲဆဲဖြစ်နေခဲ့၏ကမ္ဘာအင်ပါယာကြီးကိုသိမ်းပိုက်စိုးမိုးအံ့ဆဲဆဲဖြစ်နေခဲ့၍ယခုအခါတွင်မူပို၍ကြီးမားသောအောင်ပွဲကြီးကိုရလူဆဲဆဲဖြစ်နေခဲ့၏အဘယ်ကြောင့်ဆိုသော1941ခုနှစ်တွင်ဥရောပတိုက်၌ဟစ်တလာအားခုခံတိုက်ခိုက်မှုမှန်သမျှအားလုံးကြည်ပြုံးပျက်စီးခဲ့ပြီးဖြစ်သောကြောင့်ဒီ1918ခုနှစ်ကချမှတ်ခဲ့သောစီရင်ချက်သည်ပြောင်းပြန်ဖြစ်လာခဲ့ပြီးဖြစ်၏North Cape ခေါ်မြောက်ဖက်အငူစွန်းမှာဂရိကျွန်းအထိ၎င်းဒန်စစ်မြို့မှာပိုင်နီစ်တောင်တန်းအထိ၎င်းဟစ်တလာ၏တပ်များသည်နေရာအနှံ့အပြားအောင်ပွဲများခံလျက်ရှိနေကြ၏နောက်ဆုံး၌ဥရောပတွင်ရှိသမျှလက်နက်ကင်တပ်များအားလုံးတို့သည်ထောင်ပစဉ်အောင်ပွဲခံယူခဲ့သည့်တော်လှန်သောဂျာမန်တို့၏ခေါင်းဆောင်မှုအောက်တွင်စုစည်းမိနေပြီဖြစ်၏ဤတပ်များသည်ယခုအခါဟစ်တလာကိုယ်တိုင်လေးစားခဲ့ရ၍အထီးထီးကျန်ရှိနေသောတိုင်းပြည်ကြီးတစ်ပြည်အားအရှိန်ပြင်းစွာဖြင့်ထိုးနှက်တိုက်ခိုက်ရန်တာဆူစပြုနေပြီဖြစ်၏ယင်းတိုင်းပြည်ကြီးကအခြားမဟုတ်ကွန်မြူနစ်ရုရှားပြည်ချင်းပင်သည်ယခုအခါဤအပြောကျယ်လာသောရုရှားပြည်ကြီးအားညီညာဖြဖြလုံးဝဥဒဟကြီးမားလာသည်ဥရောပဂျာမန်အင်ပါယာကြီး၏လက်အောက်ခံကိုလိုနီအဖြစ်ပြောင်းလဲဖန်တီးပြရန်သာလိုတော့၏တို့ဖြစ်ရာအောင်ပွဲရဂျာမန်တပ်များသည်အရှိဘက်တလွားစစ်မျက်နှာအားလုံးတွင်တဟုန်တို့တိုက်ခိုက်၍လီနင်ဂရက်မော်စကိုနှင့်ကီယက်စ်မြို့များသို့တောက်လျှောက်ချီတက်နိုင်ခဲ့ကြစဉ်ကဟစ်တလာတယောက်ဝမ်းမြောက်ကြည်လူ၍ပူမြူးနေခဲ့သည်မှာထူးဆန်းအံ့ဩဖွယ်ရာမဟုတ်ပါပေဤသို့သောအခြေအနေများဖြစ်ပေါ်နေချိန်မှာပင်ဟစ်တလာသည်နောက်လာနောက်သားများအားသူ၏အတွင်းသဘောထားတစိတ်တဒေသကိုတစ်ကြိမ်ထပ်မံ၍ဖွင့်ဟအတိပေးခဲ့ခြင်းဖြစ်လေသည်ဤတစ်ကြိမ်တွင်မူတရားမဝင်မဟုတ်တော့ပဲတရားဝင်အတိပေးခဲ့လေသည်ဤတစ်ကြိမ်တွင်မူနောက်လာနောက်သားများသည်အခြားရော့ချ်နင်းတယောက်ဤပေါက်တက်ကရတင်ပြသည့်အချက်လက်များကိုအားထားနေရန်မလိုတော့ပဲစစ်မှန်သောခိုင်လုံသောတရားဝင်လက်ရေးမှုများကိုအထောက်အထားအဖြစ်တွေ့နိုင်ကြပြီဖြစ်၏ထုံးစံအတိုင်းလိုအပ်သည့်အစီအစဉ်များကိုဟစ်တလာ၏ယိုသေးကျိုးနွန်လာသောအတွင်းရေးမှုဖြစ်သူမာတင်ဘောလ်မန်ကစီစဉ်ဆောင်ရွက်ပေးရ၏မာတင်ဘောလ်မန်သည်ဟစ်တလာအပေါ်တွင်သစ္စာရှိသူဖြစ်သည်ပုံမှန်တရံနှင့်ဟန်မူရာအားဖြင့်ကြပြမဆန်သူဖြစ်၏မလျှော့သောဆွဲလုံးလားရှိသူဖြစ်၏ထို့အပြင်ဟစ်တလာ၏ရှုဝက်နည်းနည်းသောအကြံအစီအသစ်များကိုတသွေးမတိန်လိုက်နာဆောင်ရွက်ပေးသည့်ညာလက်ယုံလည်းဖြစ်၏သူသည်အရှေ့ပိုင်းပရုရှားသို့မဟုတ်ယူကရိန်းဒေသရှိဟစ်တလာ၏စစ်ဌာနချုပ်တွင်အလုံများ၍အုံနောက်ချုပ်နေကြသောဗိုလ်ချုပ်ကြီးများနိုင်ငံရေးသမားများနှင့်ဌာနမှူးကြီးများအားနေ့စဉ်နေ့တိုင်းအုံနောက်ဆေး၍အားပေးစကားပြောကြားခဲ့ရ၏ယင်းဌာနချုပ်မှာပင်တာဝန်ခံအရာရှိများအားဆင့်ခေါ်၍အခန်းတောင်များတွင်အိမ်ကြီးကြီးတစ်ခွဲသားဖြင့်ထိုင်စီပြီးဟစ်တလာ၏မိန့်ခွန်းများအမြင်မပြတ်ဟောကြားတော်မူအပ်သောဒေသနာတရားတော်မြတ်ကိုရေးမှတ်စေခဲ့၏ယင်းဒေသနာကအခြားမဟုတ်သူသိမ့်ပိုက်ရရှိခဲ့သောအာဏာနှင့်သူထူထောင်ဖန်ဆင်း၍စိုးမိုးအုပ်ချုပ်မင်းလုပ်တော်မူသည့်အင်ပါယာနိုင်ငံတော်ကြီးအကြောင်းပင်ဖြစ်သည်
တာရုအနုမောဒနာခေါ်စရာကောင်းလာသည့်ရင်းဒေသနာတော်မြတ်ကိုအရာရှိများကရေးမှတ်ကြပြီးသည်နှင့်အခြားမဲ့၌ဘောမန်ကိုယ်တိုင်ဂယုတစိုက်အစမှအဆုံးတလုံးမကြံပြန်၍ဖတ်ရှု၏မှတ်ချက်များဖြည့်ဆွဲ၏အမှားယွင်းများကိုတုတ်တင်ပြင်ဆင်၏ထို့နောက်အများပြည်သူတို့အတွက်ပုံနှိပ်ထုတ်ဝေရန်အချိန်ကြာရောက်သည့်အထိထိမ့်သိမ်းဆောက်ရှောက်ထားစေခြင်းအလို့ငါပါတီဌာနချုပ်မော်ကွန်းတိုက်သို့ပို့ဆောင်ခဲ့လေသည်စင်စစ်အားဖြင့်ရင်းအထောက်အထားမှတ်တမ်းများကိုပုံနှိပ်ထုတ်ဝေရ၌ရော့ချ်နီ၏မှတ်တမ်းများကဲ့သို့ပင်တရားဝင်မဟုတ်ဘဲပုံနှိပ်ထုတ်ဝေခဲ့ရလေသည်ဘောမန်၏မှတ်တမ်းများဟုအမည်တွင်ခဲ့သောအဆိုပါအထောက်အထားမှတ်တမ်းများကိုစစ်ကြီးပြီးဆုံးခဲ့ပြီးမှတွေ့ရှိကြရ၍1952ခုနှစ်တွင်တိုးတိတ်ပွင့်လင်းလင်းဖွင့်ဟချက်ရေးသူဟစ်တလာဟူသောအမည်ဖြင့်ပြင်သစ်ပြည်၌ထုတ်ဝေခဲ့ပြီး1953ခုနှစ်တွင်ဟစ်တလာ၏ဇပွဲဝိုင်းမိန့်ခွန်းများဟူသောအမည်ဖြင့်အင်္ဂလန်ပြည်တွင်ထုတ်ဝေခဲ့လေသည်ဟစ်တလာလောက်ကင်ဆောင်ရွက်ခဲ့သည်များဆိုလျင်1941-42ခုနှစ်တွင်ဇပွဲဝိုင်းမိန့်ခွန်းများသည်သူ၏နောက်ဆုံးနိုင်ငံရေးတည်တန်းစာအဖြစ်ယူဆပွေရာရှိနေပေသည်ရင်းမိန်ကွန်းများတွင်နာစီဝါဒ၏နောက်ဆုံးအောင်ပွဲအတွက်စီမံကိန်းများနှင့်ဂျာမန်အင်ပါယာနိုင်ငံတော်ကြီးနှစ်ပေါင်း1000အတွင်းရှည်အောင်တည်ထောင်သွားသည့်အစီအစဉ်များအပြည့်အစုံပါဝင်ပေသည်ရင်းစီမံကိန်းများနှင့်အစီအစဉ်များလောက်ကင်ဆောင်ရွက်ပြီးပါကနောက်ထပ်မြည်သည့်စီမံကိန်းများချမှတ်ရန်ကြံရှိနေပါသေးသည်။ဆရာကြီးလင်းယုံမောင်ဘာသာပြန်ထားသောဟစ်တလာ၏တည်တန်းစာစာအုပ်မှာပမောက္ခ HR Trevor Roper ၏နိဒန်းကိုအပိုင်း1အနေနဲ့ခွဲထုတ်ပြီးဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့်အပိုင်းဆက်ကလေးများကိုလည်းဆက်လက်စောင့်မျှော်ပေးကြပါအောင်နော်။